Hello အားလုံးပဲမင်္ဂလာပါရှင် Grade 1ပေါ့နော် Grade 1စနစ်တည်းမြန်မာစာသင်လို့ရှိရင်ဘာရမှာလဲဆိုတော့ကျမတို့ကဒီ Grade 1စနစ်တည်းမြန်မာစာထဲမှာဘာသင်ခန်းစာတွေပါမှာလဲဆိုတာကိုသိဖို့လိုတာပေါ့နော်အဲ့တော့ကျမက Grade 1စနစ်တည်းသင်ခန်းစာထဲမှာဘာသင်ခန်းစာတွေပါမလဲဆိုတာကိုဒီနေ့ပြပြပေးသွားမှာပဲဖြစ်ပါတယ်မြန်မာစာမှာလည်းကျမတို့ကစွမ်းရည်လေးမျိုးရှိတယ်ပေါ့နော်အဲ့ဒီမှာပထမဦးဆုံးနောက်တစ်ချက်တို့အနာအကြားအပြောဆိုစွမ်းရည်အတွက်ကကြတော့ပုံမြင်လေးတွေပေါ့နော်ပုံမြင်လေးတွေထည့်ပေးထားတယ်နောက်တစ်ခါကျတော့ဗာလဲဆိုတော့စကားကိုရင်းကြီးကြီးနဲ့ချူချူတာတာပြောဆိုတတ်စေဖို့အတွက်သင်ခန်းစာလေးတွေပါပါမယ်ပေါ့နော်အဲ့တော့ကျမတို့ကပုံမြင်တွေကိုနားထောင်မယ်နားထောင်ပြီးတော့ပြန်ပြောမယ်ပြန်ပြောတဲ့အခါမှာလည်းဘယ်လိုလေးပြန်ပြီးတော့ရင်းကြီးကြီးချူချူတာတာလေးပြန်ပြီးပြောရမလဲဆိုတဲ့သင်ခန်းစာလေးတွေပါမယ်ရှင်နောက်တစ်ခါကျတော့တငယ်ချင်းအချင်းချင်းပေါ့နော်ရိုင်းမင်းကူညီတက်ဖို့အတွက်အဲ့လိုမျိုးသင်ခန်းစာလေးတွေပါမယ်ပြီးလို့ရှိရင်ရာသီဥတုနဲ့ဆိုင်တဲ့ဟောရတာလေးတွေကြွယ်ဝစေဖို့အတွက်သင်ခန်းစာလေးတွေပါပါမယ်အယုတ်ဖက်စွမ်းရည်အတွက်သင်ခန်းစာကကြတော့ကျမတို့ကြပြလေးတွေအများကြီးပဲထည့်ပေးထားပါတယ်เนาะကလေးတွေအတွက်ကလေးတွေနဲ့တင့်တော်တဲ့ကြပြလေးတွေအများကြီးပဲရှိပါမယ်ဥပမာဆိုလို့ရှိရင်မင်္ဂလာပါကြပြတို့ဒိုချောင်းကြပြတို့တင့်နှစ်စာကိုချစ်ကြပြတို့အဲ့လိုမျိုးကြပြလေးတွေအများကြီးပါပါမယ်ရှင်နောက်တော့ပုံမြင်လေးတွေလည်းအဲ့ထဲမှာရှိပါမယ်เนาะကြောင်နဲ့ကျွဲတို့ပြီးလို့ရှိရင်ရုံကလေးရဲ့ညံဆွဲပုံမြင်တို့အဲ့ဒီပုံမြင်လေးတွေလည်းထည့်ပေးထားပါတယ်ဒါကကြတော့အယုတ်ဖက်စွမ်းရည်အတွက်ဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျမတို့ကအရေးသားစွမ်းရည်အတွက်ပေါ့နော်အရေးသားစွမ်းရည်အတွက်ဆိုလို့ရှိရင်တော့ကျမတို့ကစနစ်တကျပေါ့နော်ခဲတံလေးကိုဘယ်လိုကင်တွယ်ရမလဲဆိုတာလေးအတွက်ကိုရေးချကြရအောင်ဆိုတော့သင်ခန်းစာလေးထည့်ပေးထားတယ်ခဲတံလေးကိုစနစ်တကျကင်တွယ်ပြီးတော့ရေးတက်သွားပြီဆိုလို့ရှိရင်เนาะကျမတို့ကဘာတွေဆက်ပြီးတော့သင်ရမလဲဆိုတော့ဘီးပေါ့နော်ဘီးလေးတွေဆက်ပြီးသင်ရမယ်ဘီး33လုံးเนาะအစွဲအငင်လေးတွေပေါ့နော်အဲ့ဒါလေးတွေသင်ရမယ်ပြီးလို့ရှိရင်ဘီးအတန်နဲ့ဘီးအမြည်တွေကိုလည်းမှန်ကန်စွာနဲ့ရွတ်ဆိုရေးသားနိုင်ဖို့အတွက်သင်ခန်းစာလေးတွေထည့်ပေးထားပါတယ်ဒီ grade 1အတန်းလေးကကြတော့ကျမတို့ဒီမြန်မာစာနဲ့ပတ်သက်ပြီးတော့အခြေခံအကြတဲ့အတန်းလေးတစ်တန်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘီးအတန်လေးတွေကိုမှတ်မိအောင်လို့ပေါ့နော်ပုံနေနဲ့ဝဝေးဆဆလေးထည့်ပေးထားတာဖြစ်ပါတယ်ပုံလေးတွေကိုကြည့်ပြီးတော့ကလေးတွေပို့ပြီးတော့စိတ်ဝင်စားတာပေါ့နော်နောက်တော့ဒီ33လုံးကိုရွတ်ဆိုရေးသားဖို့ပေါ့နော်ပြီးလို့ရှိရင်မှတ်မိစေဖို့အပြင်ကျမတို့အသုံးနဲ့တဲ့အထူးအခရာပေါ့နော်အထူးအခရာလေးလုံးကိုလည်းဒီ grade 1သင်ခန်းစာမှာသင်ရမှာဖြစ်ပါတယ်နောက်တော့တရရှင်မျိုးပေါ့နော်တရရှင်မျိုးကကြတော့ဥပေါ့နော်အဲ့တရရှင်မျိုးကိုလည်းကျမတို့ကဘီးရွဲလေးတွေနဲ့ဘလို့မှန်ကန်စွာရွတ်ဆိုရေးသားရမလဲဆိုတာလည်းသင်ပေးရမှာဖြစ်ပါတယ်ကျမတို့ကအိမ်တလုံးဆောက်ဖို့အတွက်အောက်ခံဖောင်ဒေးရှင်းခိုင်မာဖို့လိုအပ်တယ်လို့မျိုးเนาะမြန်မာစာစနစ်တကျတက်မြောက်စေဖို့အတွက်ဆိုလို့ရှိရင်เนาะ grade 1အတန်းလေးကလည်းအရေးကြီးတဲ့အတန်းတစ်တန်းဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ grade 1အတန်းလေးကိုအပ်ချင်နေဆိုရင်ကျမစီမှာလာပြီးစုံစမ်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဒီချက်ဆန္ဒပါ